အောင်ဆန်းစာကြီးတဲ့ဗျာတော့ဆိုနော် I said my mother, she is a cancer warrior. She is a general, so she lead me to fight that cancer, and we will support her to win this war. ကျမလိုပဲအလားတူကင်ဆာဝေဒနာခံစားနေရတဲ့သူတွေကိုကဘာပေါ်မှာရှိတဲ့ဘယ်နိုင်ငံသူနိုင်ငံသားဖြစ်ဖြစ်ပေါ့နော်အဲ့ဒီသူတွေကိုပြောချင်တာကတော့ကင်ဆာဝေဒနာရတာပြီဆိုလို့ရှိရင်ထိတ်လန့်ကြောက်ရွံ့စွာနဲ့ပဲမပြီးဆုံးပါနဲ့ဆေးမီးတို့တွေစင်းနီးတို့တွေနဲ့မှန်တမ်းပြီးတော့မကုသနေပါနဲ့ဥစွာတိပြီးဆိုလိုက်တာနဲ့ချက်ချင်းကျွမ်းကျင်စွာကုသနိုင်တဲ့နီးစနစ်မှန်ကန်တဲ့ဆရာသမားတွေနဲ့အကုန်အနှံပြီးတော့ကင်ဆာကိုကုသကြပါလို့ကျွန်မအရင်ဆုံးပြောချင်ပါတယ်